ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။မနရိုးရာဘေးရင်ချင်းတွေမှကြိုဆိုပါရစေ။ဒီနေ့မှာတော့ခုနှစ်ရက်သားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာမရမင်းအင်ဇလီမှဟောကြားထားသော2026ခုနှစ်ဧပြီလ10ရက်နေ့အတွက်တရက်စာဟောစတမ်းကိုပြည့်စုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမေတ္တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အသစ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်။တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်သူများပြဿနာမှာဂျားဝင်ဖြေရှင်းရတတ်သည်မိတ်ဆွေအတွက်တောကကြုံရတတ်သည်ညီနေရကိစ္စများအတွက်စကားများဖြေရှင်းရတတ်သည်အလုံးနဲ့ပတ်သက်ပြီးခရီးသွားရတတ်သည်ခန္ဓာကိုယ်အောက်ပိုင်းခြေထောက်ထိခိုက်ဒဏ်ရာရတတ်သည်လေးခုနှစ်ပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာညှို့မိုင်းသောအယောင်နှင့်အနက်ရောင်ဖြစ်သည်ရတရာမိမိအိမ်ရှိဖျားမှာနွားနို့ကတ်လူပါတနင်္ဂနွေသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရမင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်တနင်္လာသားသမီးများအတွက်တနေ့တာဟောစတန်အိန္ဒိယထိုင်ခင်းအဆောက်အဦနှင့်ပတ်သက်ပြီးအခွင့်အရေးကောင်းတွေပေါ်လာတတ်သည်မထင်မှတ်သောနေရာမှငွေကြေးများဝင်လာမည်ဆွေမျိုးသားချင်းများ၏ဝမ်းသာစရာသတင်းကောင်းကြားရမည်မျက်စိနှင့်ပတ်သက်ပြီးစိတ်သောကရောက်တတ်သည်တငါးပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာအနီရောင်နှင့်ကြက်သွေးရောင်ဖြစ်သည်ရတရာမိမိအိမ်ရှိဖျားမှာအုံတို့ခောက်ဆွဲကတ်လူပါတနင်္လာသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္လာသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရမင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်အိုးအိမ်အဆောက်အဦနေရာပြုပြင်ပြင်ဆင်ရတတ်သည်အလုံးမှာစိတ်ရှုပ်စရာစိတ်ညစ်စရာများကြုံတွေ့ရမည်လက်တစ်ပတ်အနာတရားဖြစ်တတ်သည်ဖျားပုံတော်ယဟန္တာပုံတော်များအိမ်ကိုကြလာလျင်လေးအစ6ဆုံးထိထိုးပါအခြေရေးမှာအယူအဆတွေကွဲလဲနေတတ်သည်ကံကောင်းသောအယောင်မှာအစိမ်းရောင်နှင့်အပြာရောင်ဖြစ်သည်ရတရာမိမိအိမ်ရှိဖျားမှာတတိ6စိတ်ကတ်လူပါအင်္ဂါသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေအင်္ဂါသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရမင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗုဒ္ဓဟူသားသမီးများအတွက်တနေ့တာဟောစတန်အလုပ်ကိစ္စငွေကြေးကိစ္စများနှင့်ပတ်သက်ပြီးအထူးသတိထားဆောင်ရွက်ရမည့်နေ့ဖြစ်သည်စက်တူရှယ်ယာစာချုပ်ကိစ္စများအထူးအောင်မြင်ပြီးရွှေအလှပအမှုပညာနှင့်ပတ်သက်သောပစ္စည်းများဝင်လာမည်လက်တစ်ပတ်မှာထိခိုက်ဒဏ်ရာရတတ်သည်အချစ်ရေးမှာတာယာနေမည်63ပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာအပြာရောင်နှင့်အပြာရည်ရောင်ဖြစ်သည်ရတရာမိမိအိမ်ရှိဖျားမှာပဲကိတ်ကတ်လူပါနှင့်ဗုဒ္ဓဟူသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဗုဒ္ဓဟူသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရမင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကြာသာဒေသသမီးများအတွက်တနေ့တာဟောစတန်ငွေကြေးကံတအားကောင်းနေသည်မထင်မှတ်ပဲငွေအစုလိုက်အပြုံလိုက်ဝင်လာတတ်သည်သူများပြဿနာကိုပြဿနာဖြစ်တတ်သည်ဆွေမျိုးမိသားစုအတွက်တောကကြုံရတတ်သည်အလုံးနှင့်ပတ်သက်ပြီးစိတ်လည်နေတတ်သည်ခေါင်းတချမ်းကိုက်တတ်သည်အချစ်ရေးမှာစိတ်နှောင့်ယှက်ဖြစ်စရာတွေကြုံနေမည်နှစ်ခုနှစ်ပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာအဖြူရောင်နှင့်အနက်ရောင်ဖြစ်သည်ရ
ရရာမိမိအိမ်ရှိဖျားမှာကိတ်မှုနှစ်ချက်ကတ်လူပါကြာတော်ဘေးသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေကြာတော်ဘေးသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရဲ့မင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်အလုပ်နေရာအိမ်နေရာအတွက်ကောင်းသောအပြောင်းလဲများနှင့်ကြုံရမည်သားသမီးအောက်လက်ငယ်သားအတွက်ပူပန်သောကရောက်ရတတ်သည်ငွေပြောက်တာခိုးခံရတာမျိုးဖြစ်တတ်တဲ့အထူးသတိထားပါလက်မှာထိခိုက်ဒဏ်ရာတက်သည့်အခြေရေးမှာဝေးလေကောင်းလေဖြစ်နေမည်နှစ်ရှိပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာအပြာရောင်နှင့်မယမ်းရောင်ဖြစ်သည်ရရာမိမိအိမ်ရှိဖျားမှာကြာစံကျော်ကတ်လူပါတောက်ကြသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေတောက်ကြသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရဲ့မင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်စနေသားသမီးများအတွက်တနေ့တာဟော့စတန်အလုံးမှာမနာလိုသူအတိုက်ခံလုပ်သူများနေမည်ငွေကြေးကံမကောင်းသောနေ့ဖြစ်သည်အထူးသတိထားပါစက်ပစ္စည်းလျှက်စစ်ပစ္စည်းများပြတ်တက်သည်စီးမျက်စိဒုက္ခပေးမည်အခြေရေးမှာတာယာနေမည်နှစ်ရှိပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာညီညွတ်ရောင်ဖြစ်သည်ရရာမိမိအိမ်ရှိဖျားမှာကြောက်ကြောကတ်လူပါစနေသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေစနေသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရဲ့မင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်မြမရိုးရဗေရင် channel မှာနာမည်ကြီးဗေရင်ဆရာများဤနေ့စဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလစဉ်ဟောစတန်များနှစ်စဉ်ဟောစတန်များနှင့်ဘဝတသက်စာဆောင်ရန်ရှောင်ရန်များနှင့်ယထာတို့ကိုပါအချိန်နှင့်တပြေးညီတိကျသေးချစွာတင်ဆက်ပေးနေလို့မြမရိုးရဗေရင် channel လေးကို subscribe လေးနှိပ်ပြီးအသစ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့နော်